တကယ်တည်း မငဲပါ မင်္ဂလာပါရှင်စီဗီပါ တဲတီထွေနော်သမီး ဟုတ်ပါ အာသမီးကမြန်မာစာကုန်လို့ထွက်ထားတာပဲ ဟုတ် ဟုတ်လား ဟုတ် အဲ့တော့မြန်မာစာနဲ့ပတ်သက်ရင်မမနည်းနည်းမေးလို့ရမလား ဟုတ်ရပါတယ်မ မြန်မာစာတော်တော်ကြည်တာပေါ့ ဟုတ်ပါ အဲ့တော့သမီးတို့10တန်းမှာသင်ရတာရေးတဲ့ပြဆက်အဲ့ဒါမှတ်မိလား ဟုတ်မှတ်မိရဲ့ ရေးတဲ့ပြဆက်မှာအဓိကသက်ဆောင်တစ်ယောက်ကရေးတဲ့ယောက်ျားနဲ့ရေးတဲ့မိန်းမရှိတယ်ဟလားအဲ့တော့အဲ့မှာရေးတဲ့ယောက်ျားမှာစုထားတဲ့ပတ်စံရှိတယ်ဘယ်လောက်လဲ တကယ်လေးမမတကယ်လေး ဘယ်လောက် တကယ်လေးမမ တကယ်တည်းဟဲ့သမီးရဲ့ရေးတဲ့ပြဆက်မှာရေးတဲ့ယောက်ျားတကယ်တည်းတောင်စုထားတယ်ဆိုတော့နေ့ရေးတဲ့ယောက်ျားကဘာလဲရေးတတ်ရအောင်လား ဟုတ်အဲပိုင်း အဲ့ပါဟုတ်ပြီအဲ့တော့အဲ့ရေးတဲ့ယောက်ျားတကယ်တည်းကိုသူကဘယ်နာဖွက်ထားလဲ သူကခပုံစားထဲမှာဖွက်ထား တကယ်တည်းကိုကပုံစာထဲမှာဖွက်ထားတယ်အဲ့တော့ဘလို့ထည့်ဖွက်တာလဲတကယ်တည်းဆိုပစံအများကြီးလေသမီးခု10ရာထောင်တောင်သိမ့်တန်းကလေးလေဆက်ပါလဲချက်လက်မှတ်လားသမီးဟာ ချက်လက်မှတ်ကိုသူကခပုံစားထဲမှာထည့်တာတိပတ်သေးဆိုတာလေထည့်လို့ရတယ် အော်စာထဲမှာအဲ့လိုတင်ထားတယ်အဲဟုတ်ပြီရေးတဲ့ယောက်ျားကနောက်ဆုံးကျတော့တောထွက်သွားတယ်ပေါ့သမီးရဲ့အဲ့တော့အဲ့ရေးတဲ့ယောက်ျားကဘာလို့တောထွက်တာ မိန်းမနဲ့ရန်ဖြစ်မိန်းမနဲ့ရန်ဖြစ် မိန်းမနဲ့ရန်ဖြစ်ပြီးတော့တောထွက်သွားတယ် ဟုတ်တယ်မ သမီးမြန်မာစာဘယ်လောက်ရလား 86မ တက်လိုက်တာသမီးရဲ့မမတော့88မှတ်ရတာသမီးအဲ့လောက်စာရရုံနဲ့86မှတ်ရသမီးအရင်တန်တယ်သိလားပြန်ချောင်းပြန်မယ်နော်တကယ်လိုက်ပါ ဟုတ်ကဲ့ပါတော်လိုက်ပါဦးဟုတ်ကဲ့ပါ အော်တကယ်ရေးတဲ့ယောက်ျားက၄ပေးမဟုတ်ဘူးတကယ်တောင်ချမ်းသာတာပဲ ဟိုတကယ်ရောင်ချမ်းသာတာပဲ